အားလုံးမင်္ဂလာပါဒီနေ့မှာတော့ 3D နည်းပညာနဲ့ထုတ်လို့ရတဲ့အထက်မှာအခုလိုမျိုး action figure အရုပ်တွေ game နဲ့အရုပ်တွေကိုယ့်ရဲ့ပုံလူရုပ်တွေဒါဆိုရင်တော့မြန်မာကတ်တုန်းကားတွေကမြန်မာကျွန်တော်ငယ်တုန်းကကြည့်တယ်ဖတ်ခဲ့ရတဲ့ဒိန်းတောင်ဦးရှန်စားနဲ့ဒိန်းတောင်နဲ့ဒိန်းတောင်ရုပ်ကိုကျွန်တော်ထုတ်ပြထားတာဖြစ်ပါတယ်ဒီလိုမျိုးထုတ်တဲ့အချိန်ကျတော့ဒီလို color printer အသုံးပြုပြီးတော့မှထုတ်မယ်ဆိုရင်ဒါဆိုရင်ဒါ color printer နဲ့ထုတ်ထားတဲ့18နာရီကြာတဲ့ model ဖြစ်ပါတယ်ဒါဆိုရင်လည်းနိုင်ပေါင်း20ကျော်ကြာတဲ့ Pinocchio ရုပ်လေးဖြစ်ပါတယ်ဒီမှာဆိုရင်သူရဲ့အသေးစိတ်နှာခေါင်းလေးတွေပါတယ်လိန်ပြောရင်နှာခေါင်းရှိတဲ့ character ကိုဖော်ပြထားတာဖြစ်ပါတယ်သို့တော်လည်းဒီလို color နဲ့ဆက်ကိုနည်းပညာသုံးပြီး color ချေတာနဲ့ဒီလိုမျိုး hand paint ချေတာနဲ့မှာတော့သူရဲ့မြင်ရတဲ့ look ကတော့ taste ကတော့တူမှာမဟုတ်ပါဘူးအဲ့အတွက်ကျွန်တော်ကတော့ 3D printing product တွေကိုနောက်ဆုံး final product လို့မယုံကြည်ပါဘူး 3D printing ဒီကိုယ့်ရဲ့ဖန်တီးမှုမှာ tool တစ်ခုအနေနဲ့ပဲအသုံးပြုတဲ့ tool တစ်ခုအနေနဲ့ပဲအဆင့်တစ်ခုမှာပဲရပ်တန့်ပြီးတော့မှဒီထက်ပိုပြီးကောင်းမွန်ခြင်းနဲ့ဆိုရင်တော့ final product အနေနဲ့ဆိုရင်တော့ခုလိုမျိုး paint work ပေါင်းပြီးတော့အလုပ်လုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် water white ရုပ်လေး Nature stand အနေနဲ့လည်းသုံးလို့ရအောင်လုပ်ထားတဲ့ water white ရုပ်လေးကိုချဲပြထားတာဖြစ်ပါတယ်ဒါဆိုရင်တော့ Gin motivation အရုပ်ကို color ချဲထားတာပါ final တော့မရောက်သေးဘူးတော်တော်လေးတော့ပြီးသွားပြီဒါကတော့အမျိုးသားဖြစ်ပါတယ်ဒါကတော့အမျိုးသမီးဖြစ်ပါတယ်အဲ့တော့ Gin motivation လည်းဟုတ်တယ်ကိုယ့်ဘဝကိုတက်လန်းကိုဆွဲချနေတဲ့မကောင်းတဲ့အကျင့်စရိုက်တွေကိုဒီလိုမျိုးပဲဖယ်ထုတ်ခြင်းတဲ့ပုံစံမျိုးနဲ့ motivation ယူမယ်ဆိုရင်လည်းဒါဖော်ပြထားတဲ့အရုပ်ကလေးဖြစ်ပါတယ်အဲ့လိုပဲဒါဆိုရင်တော့ sensory homunculus လို့ခေါ်တဲ့ဆေးကြောင်းစကန်ရမှာတင်ကြားရေး model အရုပ်ကလေးဖြစ်ပါတယ်ဒါမျိုးတွေဆိုရင်လည်းဒါသူ့ရဲ့ look ကို skin tone color တွေရောမှန်အောင်နောက်ဆုံး final မှာတော့ varnish acrylic ကိုမှ gloss varnish ကိုအုပ်ထားတာဖြစ်ပါတယ်ဒီလို model တွေကတော့နည်းပညာသုံးရုံပြီးတော့စိတ်ရှိလက်ရှိဆက်တာနဲ့ယာယီပိတ်ဝတ်မလို့ပဲနဲ့လာတဲ့ V2 လေရင်ဖြစ်ပါတယ် V2 မှာဆိုလည်းအသေးစိတ်သူ့ရဲ့တောင်ပန်တွေကအစအသေးစိတ်ပုံစံအတိုင်းတကယ် V2 တိုင်းကို anatomy မှန်အောင် structure မှန်အောင်လုပ်ထားတဲ့ model လေးဖြစ်ပါတယ်အခုနောက်ဆုံးကျွန်တော် final လုပ်ထားတဲ့လုပ်လက်စ project ကတော့ GTA game ရဲ့ကားကျွန်းစင်ရဲ့အရုပ်ကိုစေးပိတ်ဝတ်မပြီးသေးပါဘူးဒီကောင်လေးကိုလုပ်ထားတာဖြစ်ပါတယ်ဒီကောင်ကတော့ alien dog ဖြစ်ပါတယ် alien dog ကတော့ပြီးသွားပါပြီသူ့ရဲ့ဟာကိုဆေးချထားတာဖြစ်ပါတယ်သူ့ရဲ့ခေါင်းကတော့အကြည်လေးနဲ့အုပ်ထားပြီးတော့ဒါတွေကတော့ resin printer နဲ့ထုတ်ထားတာဖြစ်ပါတယ်ကျွန်တော်ဒေါက်တာမမအခုလိုမျိုး action figure shaver figure ရုပ်တွေရောကိုယ့်ရဲ့ပုံတူရုပ်တွေရောကိုအချင်နေဆိုရင် paint work အပါဝင်ထည့်ပြီးတော့မှအဲ့လိုရပြီပဲဖြစ်ပါတယ်